အားလုံးပဲမင်္ဂလာပါ Forex Coach and Trainer ဆိုင်းမိုင်းဖြစ်ပါတယ် Forex Market ဆိုတာဘာလဲလို့သိချင်နေကြတဲ့သူတွေအတွက်အားလုံးနားလည်အောင်လွယ်ကူရိုးရှင်းတဲ့အသိပယ်လေးနဲ့ရှင်းပြပေးချင်ပါတယ် Forex ဆိုတာဒီစကားလုံးကကျွန်တော်တို့အတွက်စိန်ကောင်းစိန်တယ်လို့ထင်ရနိုင်တယ်ဒါပေမဲ့တကယ်တမ်းတော့ Forex Market ဆိုတာ Foreign Exchange ဆိုတဲ့စကားလုံးကနေဖြစ်ပေါ်လာတာဖြစ်တယ်အဲ့တော့ Forex ဒီ Foreign Exchange ရဲ့စကားလုံးအတူကောက်တာဖြစ်ပါတယ်တော့ဒီ foreign exchange ဆိုတဲ့စကားလုံးကတော့ကျွန်တော်အားလုံးနဲ့ယဉ်ကျေးပြီးသားဖြစ်တယ်။ကျွန်တော်တို့ငုံငယ်ငယ်လေးကလေးကနေပြောမယ်ဆိုလို့ရှိရင်နိုင်ငံခြားသားတယောက်ကိုတွေ့ပြီဆိုကျွန်တော် foreigner ဆိုပြီးကျွန်တော်တို့ခေါ်လေးရှိတယ်။ဆိုတော့ဒီစကားလုံးကလည်းကျွန်တော်တို့ယဉ်ကျေးပြီးသားဖြစ်တယ်။အဲ့တော့နောက်တစ်ခုက exchange ပေါ့နော် exchange ဆိုတဲ့စကားလုံးကလည်းကျွန်တော်နဲ့မစိမ့်ဘူးပေါ့နော်အဲ့တော့ဒီစကားလုံးကလည်းကျွန်တော်ယဉ်ကျေးပြီးသားဖြစ်ပါတယ်ဒါကြောင့် forex ဆိုတဲ့စကားလုံးစိမ့်ကောင်းစိမ့်နိုင်တယ်ဒါပေမဲ့ foreign exchange ဆိုတဲ့စကားလုံးကတော့ကျွန်တော်တို့ယဉ်ကျေးပြီးသားဖြစ်ပါတယ်ဒါကြောင့် forex ဆိုတာဘာလဲလို့ပြန်ပြောရမယ်ဆိုရင် foreign exchange ရဲ့စကားလုံးအတူကောက်ဖြစ်ပါတယ်အဲ့တော့သူ့ရဲ့အတိတ်ပဲလေးကတော့ကျွန်တော်တို့မတူညီတဲ့ currency နှစ်ခုပေါ့နော်မတူညီတဲ့ငွေကြေးနှစ်ခုကိုဖလှယ်ပြီးတော့အကျိုးမြတ်ရှာတဲ့ဈေးကွက်ကို forex market လို့ခေါ်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် see you the next video